လူသက်ဟာတူတယ်နောက်ဘဝဆိုတာဧကန်ရှိတယ်ဒါကြောင့်ဒါဖြင့်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်ကတ္တပံကုသလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတယ်ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလို့တယ်ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လုပ်မကောင်းတဲ့လုပ်ဆိုတာနှစ်ခုရှိတယ်နော်အစာတောင်မှပဲခန္ဓာကိုယ်အကျိုးပြုတဲ့အစားအစာရှိတယ်ခန္ဓာကိုယ်ထဲမှာအစိတ်တောက်ဖြစ်တဲ့အစားအစာရှိတယ်သဘာဝကောလေအဲ့ဒါလိုပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာကအပြစ်ကင်းတဲ့စိတ်အနေထားတစ်ခုအပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကိုကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲကုသိုလ်အကုသိုလ်ကရှင်းလေးသူကအပြစ်ရဲ့ပြီးတော့အကျိုးထုတ်တဲ့အခါသူကနှစ်ခုမှတ်တာကုသိုလ်ဆိုတာအပြစ်ကင်းတယ်အပြစ်ကင်းတယ်တန့်စင်တယ်ကောင်းကျိုးထုတ်ဆောင်ပေးတယ်ဒါကုသိုလ်အကုသိုလ်ဆိုတာအပြစ်ရှိတယ်သဘာဝကိုကမကောင်းဘူးမကောင်းတဲ့ကျိုးကိုလည်းထုတ်လုပ်တယ်အဲ့ဒါအကုသိုလ်အဲ့တော့မြတ်စွာဘုရားကအေးဘဝမှာနောက်ဘဝသွားရမှာဆိုတော့ကတ္တပံကုသလပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးမဲ့အလုပ်တွေကိုမင်းတို့လုပ်တဲ့နဲ့အဲ့ဒီအလုပ်တွေကိုဘုရားဘာသာမြတ်စွာဘုရားဘာဟောတော့ဒါနလုပ်တာဆိုတာဘုန်းကြီးကျောင်းလှူတာတို့ဒါတွေပြောတာမဟုတ်ဘူးအကုန်လုံးနော်တချို့ကဒါနလုပ်တယ်ဆိုအဲ့ဒါမှမဟုတ်ဘူးကိုမိသားစုအချင်းချင်းကိုအပေါင်းအသင်းတကယ်ချင်းတွေမှာကြွေးတာမွေးတာဟိုရင်ပြုတာကိုစားရတဲ့ခွဲပေးတာကိုညီတာအလုံးဟာဒါနတွေကြီးပဲကော်ဖီတစ်ခွက်တိုက်တာအစမျှဝေစားတာမှန်တယ်ဗျာဒါနပဲကိုပေးတာမိဘကိုကြွေးတယ်မိသားစုကြွေးတယ်မေတ္တာနဲ့အလုံးမိသားစုကြွေးတယ်နောက်ဆွေမျိုးမိတ်တင်ငါတွေကြွေးတယ်အလှူဒါနပြုတယ်အလုံးဒါတွေကဒါနတွေကြီး